မြေကဖဲခွာပြီးလာခဲ့ရတာကြာခဲ့ပြီမေအမေနဲ့ရွာကလေးကိုသာတနေ့မှမမေ့ပါဘူးမေအခုနေဆိုရွာရဲ့အခြေဘယ်လိုများမွေးရမြေကဖဲခွာပြီးလာခဲ့ရတာကြာခဲ့ပြီမေအမေနဲ့ရွာကလေးကိုသာတနေ့မှမမေ့ပါဘူးမေအခုနေဆိုရွာရဲ့အခြေဘယ်လိုများရှိလို့အမေဘယ်လိုများနေပါမလဲအမေနဲ့ရွာကိုမဖွင့်နိုင်မိမေဘဝဝင်ရည်တွေစူးစမ်းနေရတဲ့သားရဲ့ဘဝမှာမျက်ရည်ဆက်လက်အဖြစ်တွေနဲ့အဝေးကနေသားကြတော့နေမြဲပါမယ်ဒီမညက်တွေပြည့်တဲ့တနေ့မှာသားချစ်တဲ့အမေနဲ့ရွာကလေးကိုသားအပြေးလေးပြလို့ထိတ်တယ်လို့သေးစီတွေရမယ်ခေတွေရမယ်ဒီမဲရှစ်ပန်းနေဟိုတစ်စပန်းမရှိဘူးလားရှင်တစ်စပန်းတော့မရှိဘူးခင်ဗျမြစ်တာပန်းတော့ရှိရှင်မစကားပြောတယ်ကျွန်တော်ဘယ်လိုစကားများပြောလိုက်မိလို့ပါလဲဘာမြစ်တာပန်းလဲပန်းတယ်ကပန်းတယ်စကားမပြောလူကိုရစ်တယ်လို့ထိတ်တယ်လို့သေးစီတွေရမယ်ခေတွေရမယ်ဒီမဲရှစ်ပန်းနေဟိုတစ်စပန်းမရှိဘူးလားရှင်